တင်သိပါလားဩစတြေးလျမှာအလုပ်ပို့လို့ရင်အခွန်ပိုပေးရတယ်ဆိုတာအားလုံးပဲမင်္ဂလာပါကျွန်မနာမည်ဆူရီပါကျွန်မဒီ Australia မှာ Bachelor Accounting နဲ့ဘွဲ့ရထားပါတယ်ကျွန်မက Chartered Accountant တယောက်လည်းဖြစ်တယ်လို့ Tax Agent License နဲ့ရထားပါတယ်ကျွန်မအခုမှတော့ Public Accounting Firm တစ်ခုမှာ Accountant အနေနဲ့လုပ်နေပါတယ်ဟုတ်ကဲ့ကျွန်မဒီနေ့ဒီ Aussie Tax for Myanmar page ကိုထောင်ထားတဲ့ရည်ရွယ်ချက်ကတော့ဒီ Australia Tax System ပေါ့နော်အခွန် system ကို knowledge sharing လေးတွေလုပ်ပေးခြင်းလို့ပါကျွန်မဒီ Australia လို့ပြောလိုက်မယ်ဆိုရင်လူတော်တော်များများသိတာ tax အများကြီးပေးရတယ်tax တွေကလည်းအများကြီးရှိတယ်လို့သိကြရပေါ့နော်အဲ့တော့ကျွန်မဒီနေ့ပြောချင်တာကတော့ဒီဘာ tax တွေရှိတယ်ဘယ်လိုနေရာမျိုးမှာပေးရတယ်ဆိုတာကျွန်မပြောပြမှာဖြစ်ပါတယ် Australian Tax Office ATO ဒီ Australia tax တွေတော်တော်များများကို regulate နဲ့ manage လုပ်တယ်ပေါ့နော်အဲ့တော့ဒီနေ့ဗီဒီယိုလေးကကျွန်မအနေနဲ့ဒီ ATO က manage လုပ်တဲ့ taxဘာတွေရှိတယ်နာမည်ကြီး tax လေးမျိုးကိုပြောပြမှာဖြစ်ပါတယ်ပထမဆုံးပြောမယ့် tax လေးကတော့ income tax လို့ခေါ်ပါတယ်အဲ့ဒါကိုရတဲ့ဝင်ငွေမှာပေးရတဲ့ tax ပေါ့နော် company tax ကကြတော့ဘာလဲဆိုတော့ fixed rate ပေါ့နော် 25% to 30% ပေးရတာပါအကယ်ကိုမှ company ရှိတယ်ဒီ construction company ရှိတယ် cleaning company ရှိတယ်ဆိုရင်တို့ရဲ့ fixed rate အနေနဲ့ပေးရပါတယ် small businesses ဆိုရင် 25% ပေါ့နော်လူတော်တော်များများပေးရတဲ့ tax ကတော့ individual tax return ဖြစ်ပါတယ်အဲ့ဒါဘာလဲဆိုတော့ကိုရတဲ့ဝင်ငွေပုံမှာပေးရတဲ့ tax ပေါ့နော်ကိုကများများဝင်ရင် tax ကလည်းများများပေးရပါတယ်အဲ့တော့တချို့လူတွေဆို 0% ပေးရနိုင်လို့တချို့ high income earner တွေဆိုလဲ 47% ထိပေးရနိုင်ပါတယ်ကျမတို့ဒုတိယ tax လေးကတော့ GST goods and services tax လို့ခေါ်ပါတယ် GST က 10% ကိုဝယ်တဲ့ပစ္စည်းတစ်ခုခုရဲ့ goods and services မှာ 10% ပေးရတဲ့ tax လေးပေါ့နော်ကောင်းတာတစ်ခုကကြတော့တချို့ services တွေဖြစ်တဲ့ healthcare တို့ education တို့က GST free ဖြစ်ပါတယ်ပေါ့နော်ဘယ်ချိန်မှာကိုက GST ကို register လုပ်ရလဲဆိုတော့ဒီ businesses တွေကကိုယ့်ရဲ့ဝင်ငွေ9000ခွဲထက်များတယ်ဆိုရင် GST ကို register လုပ်ရတယ် GST ကိုစပြီးတော့ collect လုပ်ရပါတယ်ကျွန်မတတိယမြောက်ပြောမဲ့tax လေးကတော့ capital gain tax လို့ခေါ်ပါတယ် CGT ပါ CGT ကဘယ်အချိန်မှာပေးရလဲဆိုတော့ကိုယ်မှာရှိတဲ့ investment asset တစ်ခုခုရောင်းလိုက်ရင်အမြတ်ထွက်ရင်ပေးရတဲ့ tax ပါဒီ investment asset ဆိုတာဘာတွေပါနိုင်လဲဆိုတော့ crypto ရှိမယ် shares ရှိမယ်in rental property ပေါ့နော် rental investment property အဲ့ဒါတွေရောင်းလို့အမြတ်ထွက်ရင်ကိုက tax ပေးရပါတယ်ကောင်းတာတစ်ခုကကြတော့ဘာလဲဆိုတော့ကိုနေတဲ့အိမ်ကရောင်းလို့အမြတ်ထွက်ရင်တော့ tax ပေးစရာမလိုဘူးပေါ့နော်နောက်ဆုံးပြောမယ့် tax လေးကတော့ superannuation tax လေးဖြစ်ပါတယ်အဲ့ဒါဘာလဲဆိုတော့ superannuation ဆိုတာဒီ Australia မှာကိုအလုပ်ရှင်ကကိုရဲ့ retirement အတွက်ကိုရတဲ့ဝင်ငွေရဲ့ဘယ်လောက် percentage ဆိုပြီးထည့်ပေးတယ်ပေါ့နော်ဒီနှစ်ထဲမှာတော့ 12% ထည့်ပေးပါတယ်အဲ့ဒီ 12% ကအကယ်၍ကိုက3သိန်းဝင်နေဆိုရင်ကိုရဲ့လခရဲ့12% ဖြစ်တဲ့12000ကိုဒီ employer ကနေထည့်ပေးရတယ်ပေါ့အဲ့ဒီထည့်ပေးလိုက်တဲ့အချိန်မှာအဲ့ဒီ super fund ထဲမှာပဲဒီ 15% tax ဆိုတဲ့ဥစ္စာကနေပြီးတော့နှုတ်သွားတယ်။ကိုကတော့ဘာမှလုပ်စရာမလိုဒါပေမဲ့ကိုရတဲ့12000နဲ့ထွက်သွားတဲ့သဘောမျိုးပေါ့နော်။တခြား tax လေးတွေလည်းရှိပါသေးတယ်ပေါ့နော်။တခြား tax ဆိုတာ fringe benefit tax, FBT, Div 293, Div 78ဆိုပြီးအမျိုးမျိုးရှိပါတယ်။တခြား tax တွေလည်းအများကြီးရှိပါတယ်။ဒါပေမဲ့ကျွန်မဒီနေ့ဗီဒီယိုမှာဒီတခြား tax တွေအကြောင်းမပြောတော့ဘူးပေါ့နော်။ ATO ကမလုပ်ဖ ೇನೆ တခြား body တွေတခြား organization တွေက manage လုပ်တဲ့ tax တွေလည်းရှိပါသေးတယ်အဲ့ဒီ tax တွေမှာဘာတွေပါလဲဆိုတော့ stamp duty ဆိုတဲ့ဥစ္စာရှိရဲအဲ့ဒါဘာလဲဆိုတော့ကိုအိမ်ဝယ်တာတို့ကားဝယ်တာတို့ဆိုပေးရတဲ့ tax ရှိပါတယ်နောက်ထပ် tax တစ်မျိုးကတော့ payroll tax လို့ခေါ်ပါတယ်အဲ့ဒါကိုယ့်ရဲ့ employer တို့ကိုယ့်ရဲ့အလုပ်ရှင်တို့နဲ့ပို့ပြီးတော့သက်ဆိုင်တဲ့ tax ဖြစ်ပါတယ်ဒီအလုပ်ရှင်ရဲ့ business ထဲမှာဒီကျမတို့ Queensland ဆိုရင်certain threshold ပေါ့နော် 1.3 million ထက်ပိုများတယ်ဆိုရင်ပေးရတဲ့ wage ကပိုများတယ်ဆိုရင်သူတို့ဒီ payroll tax ဆိုတာကို Queensland government ကိုပေးရပါတယ်ကျမတို့ land tax ဆိုတာလေးလည်းရှိပါတယ် land tax ကဘာလဲဆိုတော့ကို့မှာကဲ၍မြေကြီးအလွတ်တစ်ခုရှိနေတယ်ကို့အိမ်မဟုတ်ဘဲနဲ့မြေကြီးအလွတ်တစ်ခုရှိနေတယ်ဒါမှမဟုတ်ရင်ကိုယ့်ရဲ့ investment property ကို့အိမ်မဟုတ်တဲ့ investment property ကဒီမြေကြီးပေါ်မှာရှိနေတယ်ဆိုရင်ပေးရတဲ့ land tax ဖြစ်ပါတယ်ဒါကိုယ့်ရဲ့ local government ကိုပေးရတဲ့ tax ပါကျမတို့နောက်ဆုံးပြောမယ့် tax ကတော့ council rates လို့ခေါ်ပါတယ်လူတော်တော်များများလည်းသိကြပါတယ် council rate ဆိုတာဒါ local government ကနေပြီးတော့ဒါအမိုက်သိမ်းမှုတို့လန်တရားပြင်မှုတို့အတွက်ကောက်တဲ့အခွန်ပေါ့နော်သူကဘာလဲဆိုတော့ကိုယ့်ရဲ့ land value ပေါ်မှာမူတည်ပြီးတော့ charge လုပ်တာဖြစ်ပါတယ်
ဟုတ်ကဲ့ကျမဒီနေ့ပြောသွားတဲ့အကြောင်းအရာလေးတွေကတော့ဒီ Australia ရဲ့ taxation system လေးတွေကို overall ပြောပြသွားတဲ့အကြောင်းအရာလေးတွေဖြစ်ပါတယ်။အကယ်မေးခွန်းလေးရှိရဆိုလဲဒီ comment section ထဲမှာမေးခွန်းလေးတွေချန်ထားခဲ့လို့ရပါတယ်။နောက်ဗီဒီယိုလေးတွေမှာလည်းဒီ taxation system လေးတွေရဲ့တစ်ခုချင်းစီအကြောင်းအရာလေးတွေကိုပြောပြဖို့အစီအစဉ်ရှိပါတယ်။အားလုံးဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်။